လူစိုးတကိုးတွေပေါ်မှာလာတဲ့ကျွန်တော်တို့ရဲ့ကမ္ဘာမြေပေါ်မှာ hero တွေလည်းပေါ်ထွက်လာပါတယ်။အမေရိကတိုင်းမှာတော့ Vogue ကုမ္ပဏီကပိုင်ဆိုင်တဲ့ hero 9ဖော်ကအမေရိကကိုဆောက်ရှောက်တယ်လို့တလောကလုံးကသိထားပါတယ်။တခုတော့နေ့ခင်းလေးမှာတော့ကောင်လေးနှစ်ယောက်က hero တွေကြောင့်ဟိုဘောတီပေါ်နဲ့လမ်းလျှောက်လာနေပါတယ်။ရုတ်တရက်ဗန်ဒမြကရဲလက်ကနေအလူလဲပြင်းကောင်လေးနှစ်ယောက်စီတက်တဲ့အချိန်ကုန်မောင်းလာပါတယ်။ကောင်လေးနှစ်ယောက်ရေဝင်းမြောက်ခင်မှာပဲ hero 9ဖော်ရဲ့အသက်မဆုံးဖြစ်တဲ့ကွင်းမီကကားရှိတက်ရောက်လာပြီးငနေနဲ့ကောင်အကောက်ကိုပေးလိုက်ပါတယ်။ Maeve ကိုတိုက်လိုက်လို့နှစ်ချမ်းချမ်းသားတဲ့ကားတွေကနေဓမြနှစ်ယောက်ကထွက်လာပြီးကောင်လေးနှစ်ယောက်ကိုတစကန်လှုပ်ထားပြန်ပါတယ်။ရုတ်တရက်ဆိုလိုပဲဓမြတစ်ကောင်ရဲ့တနက်ကိုလေဆာတိုင်းနဲ့အရေးထွက်လိုက်ပြီးလေပေါ်ကဆင်းလာသူကတော့စူပါမန်ဟုတ်လန်ဒါဖြစ်ပါတယ်။ဟုတ်လန်ဒါက9ဘော်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးအမေရိကလူတိုင်းဒီပါသူ့ကိုချစ်ခင်ကြပါတယ်။ဟုတ်လန်ဒါရဲ့ဓာတ်ရိုက်သတင်းကို TV တော့ဝင်ကြည့်နေသူကတော့ electronic ဆိုင်တစ်ဆိုင်ကအရောင်းသမားလေး Huey ပဲဖြစ်ပါတယ်။ Huey စီမှာတိတ်ရှိရတဲ့ Robin ဆိုတဲ့ကောင်မလေးတယောက်လည်းရှိပြီး Robin တိုက်တော်လို့တထေးဖြစ်သူစီကိုလာစာတိုးပြီးပြောဖို့ကြိုးစားနေရပါတယ်။ဒါမဲ့လည်းအားလာတဲ့ Huey ကတော့တထေးကိုမပြောဖြစ်ခဲ့ပါဘူး။နောက်တော့ကောင်မလေးလာခေါ်လို့အပြင်ထွက်လမ်းလျှောက်ကြရင် Robin ကကိစ္စတစ်ခုကိုဆွေးနွေးနေပါတယ်။ Huey အဖေအိမ်မှာတိုးတိတ်ဆောက်ကိုးစားနေရတာကြီးကိုမကြိုက်တာမလို့တနေရာကိုတူတူပြောင်းနေဖို့ကိစ္စကိုလာပြောတာဖြစ်ပါတယ်။အဲ့တကောက်ကြားနဲ့ထီပေါက်လို့ပြောနေငန်းနေရတော့လက်ခံကြောင်ပြောခါနီလေးမှာပဲတစုံတစ်ခုက Robin ကိုအစိတ်စိတ်အမော်မှာဖြစ်သွားအောင်ဖြတ်တိုက်သွားပါတယ်။အဲ့ဒါကတော့9ဘော်အဖွဲ့တွေကအများဆုံးလူသားဖြစ်တဲ့ A-Train ဖြစ်ပြီးသူ့အချိန်တက်လို့မရသေးကြောင်း Huey ကိုပြောကပြန်ပြီးထွက်သွားပြန်ပါတယ်။ဒေါ်လက်လေးတင်ချစ်ကြည်နူးနေတဲ့ Huey ကလက်နှစ်ဖက်ပဲကြံခဲ့တဲ့သူ့ကောင်မရဲ့လက်ကိုကြည့်နေခါစားချက်တွေကိုခွဲများဖြစ်ကုန်ပါတယ်။အမေရိကတက်နေရမှာတော့စောစောစီးလေးစီခန်းတွေကိုအသေးလဲလုံးနေသူကတော့9ဘော်အဖွဲ့တွေပါဖို့ကြိုးစားနေတဲ့ကောင်မလေးအန်နီဖြစ်ပါတယ်။ဟန်နီရဲ့ hero နာမည်ကတော့ Starlight ဖြစ်ပြီး9ဘော်ဖွဲ့တွေဝင်ရောက်ဖို့အတွက်အင်တာဗျူးဖြေနေပါတယ်။ Starlight ရဲ့အစွမ်းကအနီးနားလက်ဆင့်ပြီးကိုအလင်းစွမ်းအားအနေနဲ့ထုတ်ပြီးတိုက်ခိုက်တာဖြစ်ပါတယ်။သူကအစွမ်းရည်နဲ့မူဖွားလာခဲ့ရမလို့ကဘာရုပ်ကဲတင်ဖို့ကသူ့ရဲ့အိမ်မက်လို့ခံယူထားလို့ဖြစ်ပြီးဒိုင်းနီကသူ့အိမ်မက်ကိုဟာတာတစ်ခုလိုညင်ကြလို့ဝမ်းနေမိကြောင်းလည်းအင်တာဗျူးမှာထည့်ဖြေလေးရှိပါတယ်။တစ်ဖက်ကစော်သေးလို့ပူနေတဲ့ Huey ကိုအဖေဖြစ်သူကတော့ဖြေသိမ့်ပေးနေပါတယ်။အဲ့အချိန်မှာပဲ TV မှာတော့ Vogue ကုမ္ပဏီဘက်ကနေစိတ်မကောင်းကြောင်းဖြစ်နေတဲ့အင်တာဗျူးတက်လာပါတယ်။ဗန်နပြားကိုလိုက်ရင်ကောင်မလေးကလမ်းမော်တက်လာလို့တိုက်မိသွားကြောင်းသူ့ကိုယ်သူကပြောနေ A-Train ကိုမြင်တော့ Huey ကတပလဲပူသွားပါတယ်။ Vogue ကုမ္ပဏီကလူပါ Huey ရဲ့အိမ်ကိုရောက်လာပြီးဒေါ်လာကြီး1000ခွဲနဲ့ငနေသားကိုနှုတ်ပိတ်ဖို့လာကမ်းလှမ်းပါတယ်။တောင်းမဲ့တကားရဲ့တစ်ခွက်တော့မပြောတဲ့ကုမ္ပဏီကလူကို Huey တယောက်တောင်းရရှင်တာတောင်းရပစ်ရှင်နေပေမဲ့စိတ်ကူးအောင်တက်ပဲတတ်နိုင်ခဲ့ပါတယ်။အင်တာဗျူးမှာအဆင်မပြေဖြစ်ခဲ့တဲ့ Starlight ကတော့သူ့အလုံးမရနိုင်တော့ဘူးဆိုပြီးနေရှင်တိုင်းနေတော့ဖို့လုပ်နေချိန်မှာပဲ Vogue ကုမ္ပဏီဘက်ကဖုန်းဆက်လာပါတယ်။အဲ့ဒါကတော့ Starlight က9ဘော်အဖွဲ့တွေကတယောက်ဖြစ်ရွေးချယ်ခံရကြောင်းအသိပေးတာဖြစ်ပြီးတာမီနှစ်ယောက်ကတော့ယူမတက်ပြောနေကြပါတယ်။ဘူကောင်လေးနဲ့ Huey ကတော့9ဘော်တွေကတယောက်ကိုဘယ်လိုထောင်ချမလဲစဉ်းစားနေပြီးအဖေဖြစ်သူကသူ့သားကိုအားပေးမလို့နဲ့ရော်ချင်းငွေကိုပဲလက်ခံလိုက်ဖို့သူ့သားကိုပြောပါတယ်။ဘဒူးမှသူ့ဖက်မရှိတော့ငနေလဲအိမ်ကထွက်သွားပါတယ်။တစ်ဖက်က Vogue ရဲ့ Super Hero အသစ်ကျိုးလိုပွဲမှာတော့9ဘော်တွေကပင်လယ်9စင်းရဲ့အရှင်လို့သတ်မှတ်ထားတဲ့တတိနဲ့အဖွင့်ပွဲလေးကိုစတင်ထားပါတယ်။ဦးသာ9ဘော်အဖွဲ့ကနေအနားယူသွားတဲ့ Lamp Lighter ကိုနှုတ်ဆက်စကားဆိုပေးပြီး Lighter နေရာမှာအစားထိုးဝင်လာတဲ့ Starlight နဲ့ပရိသတ်ကိုမိတ်ဆက်ပေးပါတယ်။ဘူကောင်လေးနဲ့ Huey ကတော့သူ့မုန်းနေတဲ့ A-Train ရဲ့ပုံတွေကိုနေရာတိုင်းမြင်တယ်လို့ဒေါ်ရတွေထပ်ပြီးမူးပါလဲလုပ်နေပါတယ်။ Vogue Tower မှာတော့အသက်ရောက်လာတဲ့ Starlight လေးကိုစီနီယာကြီးမောင်တီကတော့သူတို့9ဘော်ရဲ့ဆန်စားနေရာကိုလိုက်ပြနေပါတယ်။ Starlight ကအရင်ကဒီအပေါ်မှာ crash ချက်ဘူးကြောင်ပြောတော့ငတိလည်းငြုတ်စီထောင်းနေပါတယ်။ Starlight လည်းမျက်စိဆက်လို့အဲ့အိုင်ထွက်ဖို့လုပ်ပေမဲ့ငတိကတော့9ဘော်ကမထွက်ချင်ရင်သူ့ကိုပလိမ်မုတ်ဖို့အချက်ကင်ပါတယ်။တစ်သက်လုံး hero တယောက်ဖြစ်လာဖို့ပိတ်ဆက်ကြိုးစားလာခဲ့ရတာမျိုး Starlight လည်းဝမ်းနဲ့ပလက်နဲ့ပလိမ်မုတ်ပေးလိုက်ရပါတယ်။ညတိုင်းအထိလောက်ကြိုးစားနေတဲ့ဘူကောင်ရောင်းသမားလေး Huey စီလူတယောက်ဝင်လာပါတယ်။သူ့ကိုယ်သူ William Butcher ပါဆိုပြီးမိတ်ဆက်က FBI ဖြစ်ကြောင်းတပါးလည်းပြောပြပါတယ်။ Robin ကိစ္စနဲ့ပတ်သက်ပြီးဘယ်သူမှနားမလည်ပေးနိုင်တဲ့ Huey ကိုသူ့နားလဲကြောင်းနဲ့စကားနည်းနည်းလေးပြောကြအောင်ဆိုပြီး Huey ကိုခေါ်ထုတ်လာပါတယ်။ Huey လိုဖြစ်ပျက်မျိုးကယာနဲ့ချီဖြစ်ပျက်နေပေမဲ့ Robin လိုနာမည်တက်ပြောခံရတာအနည်းစုပဲဖြစ်ကြောင်း Butcher ကပြောပြပါတယ်။ Vogue ဟာသူ့ Super Hero တွေအရှုပ်ထုတ်တွေကိုဘီလီယံနဲ့ချီတဲ့စီးပွားရေးကြီးတွေအတွက်ပြဿနာကိုကြိတ်ရှင်းသွားတာဖြစ်ကြောင်း Huey ကိုပြောပြနေပါတယ်။အဲ့ဒါကြောင့်အားကြီးရဲ့ဆိုပြီးထင်တိုင်းကျင်းနေတဲ့ Super Hero တွေကိုစုံမဖို့သူပေါ်လာတာဖြစ်ကြောင်း Butcher ကပြောပြတော့ Huey လည်း Butcher ကိုဆောက်ယူလို့ထင်သွားပါတယ်။နတ်ဖျားလိုဖြစ်နေတဲ့ Super Hero တွေကိုပြန်တီးမဲ့ဆိုတာနဲ့ Huey ကတော့ Butcher စီကနေပြန်လဲထွက်သွားပြီး Butcher လည်းလိုက်နာချပါတယ်။သူ့မှာနီးလိုက်ရှိကြောင်းနဲ့လောလောလတ်လတ်လေးတင် Super Hero တွေကိုခွေးမုံနေတဲ့ Huey ကိုမရရအောင်နာချတော့ Huey လည်း Butcher နောက်ပြန်ပါလာပါတယ်။ Butcher လမ်းကြိုလမ်းကြားရဲ့တစ်ခုတည်းကအခန်းငယ်တစ်ခုထဲဝင်လာပါတယ်။အထဲမှာတော့ Super သူသားတွေရဲ့ကာမပြောစရာပုံဖြစ်နေပြီး Huey လည်းသူလေးသားရတဲ့ Hero တွေကဒီလိုတွေပါလားဆိုပြီးအတူသားအောင်နေပါတယ်။ Hero တွေကယေရှုရဲ့တမန်တော်လို့အောင်တင်စားရတဲ့ Gay ဆက်ညင်သူ Super ဖုံးတော်ကြီး Ezekiel လည်းအပါဝင်ဖြစ်ပြီးတငယ်နှကောင်နဲ့တာယာနေအောင် Huey ပြူသားမြင်လိုက်ရပါတယ်။ Butcher ပြချင်တဲ့အဓိကအကြောင်းရင်းဟာ CCTV ထဲက A-Train ရဲ့မနေ့ကမှတ်တမ်းဗီဒီယိုဖြစ်ပါတယ်။ဗီဒီယိုထဲမှာတော့ A-Train ကဒီနေရာလာခဲ့တာဖြစ်ပြီး Software ကိုစိတ်ပေါ်မှာဖြစ်သွားအောင်တိုက်မိသွားတဲ့အကြောင်းသူ့ပေါ်တာကိုရေမောပြောပြနေပါတယ်။အဲ့ဒါမြင်လိုက်ရတဲ့ပူကောင်ငယ် Huey ကတော့ရင်ထဲမှာခေါင်းထဲမှာဒေါသမီးတွေအလိမ့်လိုက်တောက်လောင်လာပါတယ်။တစ်ဖက်ကလောက်ရရချင်းမှနေပလီမောလိုက်ရတဲ့ Starlight ကတော့တက်စိန်ခန်းထဲမှာတန့်ရှင်းလာလုပ်နေရပါတယ်။ Maeve နဲ့လည်းတွေ့ခဲ့ပြီးတေချာတန့်ရှင်းလုပ်ဖို့မှကအထဲမှာ Starlight တို့နှစ်ယောက်လုံးကိုချောင်းနေတဲ့ကောင်ကတော့ကိုပတ်လူသား Translucent ဖြစ်ပါတယ်။ငယ် Huey ကတော့သူမြင်ခဲ့ရတဲ့ကြောင့် Super Hero တွေအကုန်လုံးတူတူပဲလာမိနေပါတယ်။အားလုံးထဲမှာချွင်းချက်အနေနဲ့ကိုမဆာစိတ်လေးတောင်မတောက်တဲ့သူတော်စင်ကတော့ Superman ဟုတ်လန်တာဖြစ်ကြောင်း Butcher ကပြောပြပါတယ်။နောက်ပြီး Butcher Huey ကိုနောက်ထပ်မီးတစ်ခုထပ်မွေးပါတယ်။ Robin ဘဝကူရဲ့နေ့ကဘာဘန်ဓမြမှုမှမရှိရမလို့ Vogue ဘက်ကလေသိင်ကြီးတစ်ခုလို့တာကြောင့်အချက်လက်တွေကိုပြပါတယ်။
အားအကြောင်း Adrian ရဲ့ Annie ကဘာလို့နေလဲဘာကြောင့်ရဲလို့မရလဲဆိုတာကိုရှာနိုင်ရင် Huey နိုင်ဖြစ်ကြောင်း Butcher ရှင်းပြပါတယ်။ Butcher က Voss စီမှာအတန်ဖက်ဆက်တက်ဖို့ Huey ကိုကြံကြီးပေးပါတယ်။ Huey ကရော်ဂျိုးကိုလက်ခံဖို့9 Tower ကိုသွားပြီးအတန်ဖက်ဆက်ကိုတိတ်တဆိတ်တက်ခဲ့မှာဖြစ်ပါတယ်။စိတ်ကူးတော့မြင်ဘူးခဲ့တဲ့9 Tower မှာ Spy သွားလို့ရမယ့် Butcher စောက်တော်လဲကြံကြီးကို Huey ကခါခါတီးရင်းဆိုပါတယ်။တစ်ဖက်က9 Tower မှာတော့ ဘာဒီမိုးမျိုးတော်ဝင်က Madeline နဲ့အပေးယူတစ်ခုကိုကန်လန့်နေပါတယ်။သူ့မျိုးကလူသက်မှုများရဲ့မျိုးဖြစ်နေရမျိုး Super Hero တယောက်လိုနေတာဖြစ်ပြီး Voss စီကနေ Hero တစ်ကောင်လာငါးဖြစ်ပါတယ်။ Madeline ကတော့အရန်မကြမ်းမဲ့ဘာဒီမိုးနဲ့ကိုက်မဲ့ Hero Print ကိုမိတ်ဆက်ပေးပြီးတစ်နေ့ကိုဒေါ်လာတန်း300နဲ့ကျင်းညီပါတယ်။ကြေးမလုံးနာမလို့မျိုးတော်ဝင်ကတန်း200ထိလျှော့ခိုင်းပါတယ်။ Madeline ကလုံးဝမလျှော့ရမလို့ Voss ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ Command V အကြောင်းကိုသိကြောင်းနဲ့အဲ့ကိစ္စသာတလောကလုံးသိသွားရင် Hero တွေရေတိမ်နေမှာဖြစ်ကြောင်းအကြက်ကိုင်းပါတယ်။ဒါပေမဲ့ Madeline ကတော့မသိလို့ပဲနေပြီးချေမိုးပြနေခဲ့ပါတယ်။လက်ရောက်ချင်းပလွေစာမီလို့ပူနေတဲ့ Starlight ကသမီးအတွက်အရိုင်းမလွင်ထားတဲ့သူ့မိကိုအစင်မပြေကြောင်းအမှန်တိုင်းပြောချင်ပေမဲ့လည်းအစင်ပြေကြောင်းပဲညာပြောမိနေခဲ့ပါတယ်။ အမေဖုန်းချသွားတဲ့ထိုင်ကုန်တဲ့ Starlight ရဲ့ဘေးမှာရောက်နေသူကတော့ Huey ဖြစ်ပါတယ်။ဘူးနှစ်ဘူးတွေ့ပြီးဝမ်းနဲ့နေတဲ့ Starlight နဲ့ Huey ကမိတ်ဆက်စကားနည်းနည်းပါးပါးပြောဖြစ်ခဲ့ကြပါတယ်။ Huey ကစော်လေးသိပြီးခဲ့ရ Hero တွေကိုစိတ်ဝင်စားတော့တာမလို့ Annie ကို Starlight မှမသိခဲ့ပါဘူး။စိတ်တကြနေတဲ့ Annie ကို Huey ကတော့အားပေးစကားလေးပြောပေးနေခဲ့ပြီးခဏတာပြုံးရွှင်စေခဲ့ပါတယ်။ Annie ရဲ့စကားတွေကြောင့်လည်း Huey က Butcher စီသွားပြီးလက်သားချိန်မဲ့ကိစ္စကိုဆက်လက်ကြိုးစားပါတယ်။စီစဉ်ထားတဲ့အတိုင်း Huey ကတော့ရော်ကြေးယူမယ်ဆိုပြီးကုမ္ပဏီကိုဆက်သွယ်ပါတယ်။ Starlight ကတော့သူ့ရဲ့ပထမဆုံး9 ပေါ်အစည်းအဝေးကိုတက်ရောက်ပြီးခေါင်းဆောင် Homelander ကတော့ Starlight ကိုကြိုဆိုပါတယ်။ပလွေနဲ့ကြိုဆိုတဲ့မောင်တီကိုတော့ Starlight ကခေါင်းပါရက်ွက်ပစ်ချင်နေပါတယ်။9 Tower အောက်မှာတော့ Butcher အတန်ပတ်ဆက်ကိုဘယ်လိုတက်ရမလဲအဆောင်တွေကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို Huey ကိုသင်ပြပေးနေပါတယ်။တီလန့်ကိုပို့နေတဲ့ထင်နေတဲ့ငယ် Huey ကတော့ကြောက်စိတ်တွေများနေပြီးအတန်တွေပါတုန်နေပါတယ်။ဒါမဲ့လည်းဆုံးဖြတ်ချက်အတိုင်းလုံးဆက်ရှိအောင်လုပ်ဖို့ Tower စီလန့်လာပါတယ်။ Butcher စီစဉ်ထားတဲ့အတိုင်းဖုန်းထဲထည့်လာတဲ့တန်ဖက်ဆက်ကိုအဆောင်နေမမိတော့မှ Huey လည်းရင်ပေါ်ရပါတယ်။အထက်ကတော့သူ့မုန်းကြီးမုန်းနေတဲ့ Adrian ကိုမြင်လိုက်ရပြီးဆွဲတိုးပစ်ချင်နေပေမဲ့လည်းလောက်ရမယ့်အလုပ်ကိုပဲစိတ်ထဲမိဆက်လုပ်နေပါတယ်။တက်တင်ခိုင်းတဲ့တန်ဖက်ဆက်တက်ဖို့လုပ်နေခဲ့ပြီးအားလုံးမြင်တဲ့သူကတော့အိမ်သာထဲအမြဲကိုပါပြီးနေတဲ့ Trent Lustan ဖြစ်ပါတယ်။အဲ့ဒါကိုမသိတဲ့ Huey ကတော့သူအောင်မြင်လုပ်နိုင်ခဲ့ပြီဆိုပြီးသွား32ချောင်းပေါ်အောင်ပြောနေပါတယ်။ကိစ္စတစ်ခုအောင်မြင်လို့ပျော်ရွှင်လို့မဆုံးခင်မှာပဲ Butcher ကတော့ Huey ကိုတာဝန်ပြီးပြီဆိုပြီးအလုပ်ကိုပြန်ပို့ခဲ့ပါတယ်။ဖင်ရတက်တဲ့ငယ် Huey ကတော့ဒေါ်လာ4,000ခွဲတန်ချက်လက်မှတ်ကို Butcher ရှိမှဖျဲပြလိုက်ပြီးနောက်တဲ့အလုပ်တွေရှိရင်သူလိုက်မယ်ဆိုပြီးယုံကြည်မှုပါပေးလိုက်ပါတယ်။ Madeline ကတော့ Command V အတွက်စိတ်ပူတာမလို့မျိုးတော်ဝင်ကိုသွေးလျှော့ပေးလိုက်ပြီးသတင်းပေးလိုက်ပါတယ်။တစ်ဖက်ကဆိုင်ပိတ်တော့မဲ့ငယ် Huey စီရောက်လာသူကတော့အတန်ဖန်ဆက်လေးလာပြပြီးရန်ကားနေတဲ့ကိုဘလူသား Trent Lustan ဖြစ်ပါတယ်။ Huey ကိုအကုန်စစ်မေးနေပြီးကိစ္စတုံးပေးဖို့လုပ်နေချိန်မှာပဲမမြင်နိုင်တဲ့ကိုဘလူသားကိုကားနဲ့ Huey ရဲ့ဆိုင်ထဲတီဝင်တိုက်သူကတော့ Butcher ပဲဖြစ်ပါတယ်။ Butcher နဲ့ကိုပြောက်ကောင်နဲ့အလူးလက်ထိုးနေကြချိန်မှာ Huey ကတော့ကြောင်ပေါက်နေပါတယ်။ Trent Lustan ကအရေပြားကောက်ပုံသားဖြစ်ပြီးအလင်းနဲ့အလိုက်တင်ဖောက်တွင်ကိုပြောက်တာမလို့ Huey တစ်ခုခုကိုစဉ်းစားမိသွားပါတယ်။အဲ့ဒါကတော့ဓကူကျန်တဲ့ကားပေါ်ကိုရှော့တိုက်တာဖြစ်ပြီးကိုပြောက်ကောင်ကိုခဏမောက်သွားအောင်နိုင်သိမ့်နိုင်ခဲ့ပါတယ်။9 ထဲကတစ်ကောင်ကိုအမောက်သိပ်ပြီးကားရဲ့ထက်ကတနေရာကိုခေါ်သွားဖို့လုပ်နေတဲ့ Butcher ကိုကလေးသက်သာပဲရှိတဲ့ Huey ကတော့သူတို့ဘာလုပ်နေလဲသိရလားမေးနေမိပါတယ်။ Butcher က FBI မဟုတ်ကြောင်းလည်းသိလိုက်တော့ Huey ကခေါင်းလေးပါပူသွားခဲ့ပြီးနောက်လည်းမရရှေ့တိုးရခတ်တဲ့ချိန်တွေရောက်သွားပါတယ်။မျိုးတော်ဝန်ကတော့သဘောတူညီချက်နဲ့အိမ်ပြန်နေချိန်မှာပဲတိန်နီကြားကနေသူတို့လေယာဉ်ကြီးကိုစုံတယောက်ချင်းကပ်လာနေပါတယ်။သူကတော့Homelanderဖြစ်ပြီးရုတ်တရက်လေယာဉ်ကိုမျက်လုံးလေးစားတဲ့အိမ်နဲ့ထပ်ပိုင်းခွဲပြီးဖျက်ဆီးပစ်ခဲ့လိုက်ပါတယ်။